ပတ်ဝန်းကျင်ကတောင်တန်းတွေဝန်းရံနေတဲ့ရွာငယ်လေးတစ်ရွာမှာအသက်24နှစ်အရွယ်မာကိုဆိုတဲ့လူငယ်လေးတစ်ယောက်ရှိခဲ့ပါတယ်။မာကိုဟာအမြဲတမ်းစိတ်မငြိမ်မသက်ဖြစ်နေတတ်သူပါ။သူ့စိတ်ထဲမှာအမြဲအတွေးတွေပြည့်နှက်နေတတ်ပါတယ်။တနေ့ကုန်အတွေးစုံဝင်လိုက်ထွက်လိုက်နဲ့ဒီအတွေးတွေကသူ့ကိုမလုံမလဲဖြစ်စေပြီးပင်ပန်းနွမ်းနယ်စေပါတယ်။သူဟာအတိတ်ကိုအမြဲလိုစိတ်မကောင်းဖြစ်နေတတ်ပြီးအနာဂတ်အတွက်ကိုလည်းအလွန်အမင်းစိုးရိမ်ပူပန်နေခဲ့ပါတယ်။ဒီအတွေးတွေကြောင့်သူ့စိတ်ဟာမုန်တိုင်းထန်နေတဲ့ပင်လယ်ပြင်လိုပဲဘယ်တော့မှငြိမ်သက်မှမရှိခဲ့ပါဘူးစိတ်အေးချမ်းမှုမရှိဘူးကောင်းကောင်းအိပ်လို့မရဘူးပြုံးရည်ဖို့တောင်မေ့နေခဲ့ပါတယ်တနေ့မှာတော့မာကိုဟာတောင်ကုန်းပေါ်ကဝေးလံတဲ့ရွာတစ်ရွာအကြောင်းကြားသိခဲ့ရပါတယ်လူတွေကအဲ့ဒီရွာမှာပညာရှိတက်ကြီးပိုင်းလူကြီးတစ်ယောက်နေထိုင်တယ်လို့ပြောကြပါတယ်အဲ့ဒီလူကြီးဟာမြို့မှာနာမည်ကြီးစိတ်ပညာရှင်တဦးဖြစ်ခဲ့ဘူးပါတယ်သူဟာသူ့ဘဝတစ်လျှောက်လုံးလူအများကြီးကိုကူညီခဲ့ပြီးစိတ်ထဲမှာငြိမ်းချမ်းမှုရှာဖွေနေကိုတင် जा ပေးခဲ့ပါတယ်အခုတော့သူအိုမင်းလာပြီဖြစ်လို့မြို့ရဲ့ရှုပ်ထွေးတဲ့ဘဝကိုစွန့်ခွာပြီးတဘာဝနဲ့နီးစပ်တဲ့တိတ်ဆိတ်တဲ့ရွာလေးမှာနေထိုင်နေခဲ့ပါတယ်တခါတရံသူ့စီလာတဲ့ဧည့်သည်များဓာတ်ကိုအကြံဉာဏ်တွေပေးတတ်ပါတယ်မာကိုဟာစိတ်ဝင်စားပြီးမျှော်လင့်ချက်တွေပြည့်နှက်လာခဲ့ပါတယ်သူအိုကြီးနဲ့တွားပြီးတွေ့ရမယ်လို့ဆုံးဖြတ်ခဲ့ပါတယ်ဒီပညာရှိလူကြီးငါ့ကိုစိတ်ငြိမ်းချမ်းမှုရှာတွေ့အောင်ကူညီနိုင်လိမ့်မယ်လို့သူတွေးမိပါတယ်ရက်ပေါင်းများစွာကြာမြင့်တဲ့ပင်ပန်းနွမ်းနယ်တဲ့ခရီးရှည်ကြီးပြီးနောက်မာကိုဟာတောင်ကုန်းပေါ်ကရွာကိုရောက်ရှိလာခဲ့ပါတယ်အဲ့ဒီကိုရောက်တော့စိမ့်လန်းဆူပြီးတဲ့အပင်တွေဖုံးအုပ်နေတဲ့အိမ်ငယ်လေးတစ်လုံးကိုသူတွေ့လိုက်ရပါတယ်အိမ်ရှိလေကားမှာအဖိုးကြီးကမျက်လုံးလေးမိတ်ပြီးငြိမ်သက်စွာထိုင်နေပါတယ်သူ့မျက်နှာမှာအလွန်ငြိမ်းချမ်းတဲ့အရေးအယောင်တွေပေါ်နေပါတယ်မာကိုဟာသူ့အနားကိုတိုးသွားပြီးညင်သာစွာပြောလိုက်ပါတယ်အဖိုးကျွန်တော်စိတ်ကအယမ်းလှုပ်ရှားနေပါတယ်အတွေးတွေကိုရပ်တန့်လို့မရဘူးကျွန်တော်နှလုံးသားမှာငြိမ်းချမ်းမှုလိုချင်တယ်အဖိုးကူညီနိုင်မလားအဖိုးကြီးကဖြည်းဖြည်းချင်းမျက်လုံးဖွင့်ပြီးတည်ငြိမ်တဲ့အပြုံးလေးနဲ့ပြုံးပြပါတယ်သူကကောင်းပြီမင်းငြိမ်းချမ်းမှုကိုရှာနေတာဆိုရင်ငါနဲ့လိုက်ခဲ့ငါမင်းကိုအလုပ်လေးတစ်ခုပေးမယ်လို့ပြောလိုက်ပါတယ်သူမာကိုသူ့ရဲ့ခြံငယ်လေးစီခေါ်သွားပါတယ်ပြီးတော့ဖန်ခွက်တစ်လုံးကိုရေအပြည့်ဖြည့်ပေးပါတယ်ဖန်ခွက်ကအရန်ပြည့်နေလို့နည်းနည်းလေးလှုပ်တာနဲ့တောင်ရေတွေဖိတ်ပေးကြနိုင်ပါတယ်သူဖန်ခွက်ကိုမာကိုလက်ထဲထည့်ပေးပြီးပြောလိုက်ပါတယ်ဒီကနေရွာအစွန်အထိလျှောက်သွားပြီးပြန်လာခဲ့ဒါပေမဲ့တတိယပါရေတစ်ဆက်လေးမှဖိတ်ကြလို့မရဘူးမာကိုကအံ့ဩစွာကြည့်လိုက်ပေမဲ့အကောင်းဆုံးစူးစမ်းချင်တာကြောင့်စိန်ခေါ်မှုကိုလက်ခံလိုက်ပါတယ်သူဖန်ခွက်ကိုဂယုတစိုက်ကင်ပြီးရှောက်ဆပြူပါတယ်လမ်းကကျင်းပြီးလူစီကားပါတယ်တချို့လူတွေကလမ်းလျှောက်နေကြတယ်တချို့ကပြေးနေကြတယ်ဆိုင်ပိုင်ရှင်တွေကဖောက်တယ်တွေကိုခေါ်နေကြတယ်ခွေးတွေကဟောင်းနေကြပါတယ်ဒါပေမဲ့မာကိုကပတ်ဝန်းကျင်ကိုလုံးဝမကြည့်ပါဘူးသူ့မျက်လုံးတွေကဖန်ခွက်ပေါ်မှာပဲရှိနေပါတယ်သူဖြည်းဖြည်းချင်းနဲ့ဂယုတစိုက်တလန့်ချင်းလှမ်းနေပါတယ်လူတွေကသူ့ကိုအံ့ဩစွာကြည့်နေကြပေမဲ့ဘယ်သူမှသူ့ကိုအနှောင့်အယှက်မပေးပါဘူးသူကအရေးကြီးတဲ့အရာတစ်ခုကိုတင်ယူနေတာကိုသူတို့သိကြပါတယ်နောက်ဆုံးတော့မာကိုကအဖိုးကြီးစီကိုပြန်ရောက်လာပြီးပြောလိုက်ပါတယ်အဖိုးကျွန်တော်လုံနိုင်ခဲ့ပြီးရေတစ်ဆက်လေးမှမဖိတ်ခဲ့ဘူးအဖိုးကြီးကခေါင်းညိတ်ပြီးပြုံးလိုက်ပါတယ်ပြီးတော့သူမေးလိုက်ပါတယ်ကောင်းပြီဒါပေမဲ့မင်းလမ်းဘေးမှာစော့နေတဲ့ကလေးတွေကိုတွေ့ခဲ့လားခွေးတွေဟောင်းတာကိုကြားခဲ့လားမာကိုကအံ့ဩသွားပြီးပြောလိုက်ပါတယ်မတွေ့ခဲ့ဘူးမကြားခဲ့ဘူးကျွန်တော်ဖန်ခွက်ကိုပဲအာယုံစိုက်နေခဲ့တာအဖိုးကြီးကပြန်ပြုံးပြီးညင်သာစွာပြောလိုက်ပါတယ်အဲ့ဒါပဲလှုပ်ဝက်ချက်ကမင်းအတွင်းထဲမှာအမြဲရှိနေခဲ့တဲ့အရာတစ်ခုပဲဒါပေမဲ့မင်းမသိခဲ့ဘူးမင်းစိတ်ကပြစ္ဆုတ်ပံချိန်မှာတည်ရှိနေတဲ့အခါကြောက်ရွံ့မှုအတွက်နေရာမရှိဘူးရှုပ်ထွေးမှုမရှိဘူးအပိုတွေးတွေမရှိဘူးမင်းကအဲ့ဒီအချိန်တုန်းကဖန်ခွက်ထဲကရေချောင်းကိုပဲတွေးနေခဲ့တာမင်းစိတ်ကလုံးဝတိတ်ဆိတ်သွားခဲ့တဲ့အတိတ်ကိုစိတ်မကောင်းဖြစ်မနေခဲ့ဘူးအနာဂတ်ကိုမကြောက်ရွံ့ခဲ့ဘူးဖြည်းဖြည်းချင်းမာကိုဟာနားလည်လာခဲ့ပါတယ်ဒါဟာသူရှာဖွေနေတဲ့ငြိမ်းချမ်းမှုပါပဲငြိမ်းချမ်းမှုဆိုတာအပြင်ဘက်မှာရှာဖွေရတဲ့အရာမဟုတ်ပါဘူးငြိမ်းချမ်းမှုကကျွန်တော်တို့အတွင်းထဲမှာရှိပြီးသားပါကျွန်တော်တို့ပြစ္ဆုတ်ပံချိန်မှာနေထိုင်တဲ့အခါမှာပေါ့မာကိုကခေါင်းငုံပြီးညင်သာစွာပြောလိုက်ပါတယ်အဖိုးအခုကျွန်တော်နားလည်ပါပြီကျွန်တော်စိတ်ကိုငြိမ်သက်အောင်ထားခြင်းရင်ကျွန်တော်စိတ်ကိုအခုဒီချိန်မှာပဲထားရမယ်အဲ့ဒီအခါမှာပဲစစ်မှန်တဲ့ငြိမ်းချမ်းမှုရောက်လာမှာအဖိုးကြီးကပြန်ပြုံးလိုက်တဲ့နေဝင်တော့သွားပြီလေနောက်ဆုံးအလင်းရောင်ကမြေပြင်ကိုထိနေခဲ့တဲ့ငှက်တွေကသူတို့အတိုက်စီပြန်တန်းနေကြပါပြီမာကိုကအိမ်ကိုပြန်လျှောက်လာခဲ့ပါတယ်ဒါပေမဲ့အခုတော့သူဟာအရင်ကစိတ်မငြိမ်မသက်ဖြစ်နေတဲ့လူငယ်လေးမဟုတ်တော့ပါဘူးသူပြောင်းလဲသွားပါပြီသူ့အတွင်းထဲမှာငြိမ်းချမ်းမှုရှိနေပါပြီဘာဖြစ်လို့လဲဆိုတော့စိတ်ကိုဘယ်လိုငြိမ်သက်အောင်ထားရမယ်ဆိုတာသူသိသွားပြီမို့ပါကျေးဇူးပြုပြီး channel လေးကို like and subscribe လေးနဲ့ကူညီသွားကြပါဦး